စောင့်ရအောင်ပဲအေးဟိုဟယ်လီကော်ပတာကြီးလားရေးတဲ့ကြော်ညာလောင်ဝင်နေဟယ်လီကော်ပတာကြီးရောသူများကြီးစီးလို့ရလားအိုးရတယ်နေငါအဲ့စီးလိုက်အောင်ပဲဟိုပေါ်သွားမယ်အဲ့စင်းရုံပေါ်တော့ကိုသွားမယ် Okay let's go စင်းရုံပိုင်ရှင်လုံးမလို့ဟယ်လီကော်ပတာပတ်စီးနေတော်ဟုတ်နေပြီအိုးမိုက်ရဒါမဲ့ဝင်လို့ရတဲ့အပေါက်မတွေ့ဘူးရောအကုန်လုံးကဒီကြရေပေါက်တွေကာလာတယ်ကွာအထက်ကိုလမ်းမြင်နေရဆိုပေမဲ့ဝင်လို့မရဘူးအေးပါကွာအောက်ကိုပြန်ဆင်းတာပဲကောင်းတယ်အော်ရငါပတ်စံ2000ကျော်နေပြီကွာ2000ဆိုတော့3000ပြည့်ကိုတိတ်မလို့တော့ဘူးညီမလေးတို့ညီလေးတို့ခဏစောင့်မကြပါနော်မကြခင်ဆရာဝန်ရောက်လာလိမ့်မယ်ဆရာဝန်ကမှအိပ်ရထားမလို့ပါဒါကြီးကဘာလို့ပေးရတယ်ခုတ်ရခုတ်လို့မရဘူးကွာဒီကောင်ဘာလဲကွာကိုရဲ့စေးရုပ်လိုက်လူနော်ဒါနဲ့လိုက်ခုတ်တော်ရကိုခုတ်လို့မရလို့2800ရှိနေဆိုခဏစောင့်လိုက်မယ်ကဲဒီလောက်ဆိုရပြီနော်အိုး3000ကဆရာဝန်ငါလို့ရပြီဟေးစောက်ရင်းမပါတာကွာ900လိုရတဲ့ကဲခုမှပဲရတော့မယ်ဆရာဝန်ငါမယ်โอเคဆရာမလေးခုစေးရုံရောက်လာပြီဆိုတော့ကျွန်တော်ရဲ့စေးရုံကနေကြိုဆိုပါတယ်အလုပ်ကောင်းကောင်းလုပ်မယ်လို့လည်းမျှော်လင့်ပါတယ်ကဲဟိုနေ့ကိုအခန်းပို့လိုက်ပြီကဲညီလေးအရင်ရောက်လာဆိုတော့ညီလေးကိုအခန်းနံပါတ်1လည်းပို့လိုက်မယ်နော်တော်ပြီโอเคသူဘာဆက်လုပ်လဲကျွန်တော်ချက်ရှိုးလိုက်မယ်စီးမတက်တယ်ဟာဘာမှမချက်ချင်းကောင်းသွားတာအေးပါကွာချက်ချင်းကောင်းတာဘာလို့ဒီနေ့ရောက်လူနာနဲ့ပိုင်ရှင်ပဲဝင်လို့ရတော့မင်းမသိဘူးလားဟာသူများစီးုံနဲ့ပိုင်ဆိုးပိုင်နဲ့ဟောတီမင်းမမသိဘူးလားသူဘာရုံးမကာလာရကွာခုတ်မရအောင်တော်ပြီကွာခုတ်မနေတော့ကိုယ့်လုပ်ကိုလုပ်တာပဲကောင်းတယ်ကဲပတ်စံ8000ရပြီကဲညီမလေးကိုမညိုလားမညိုလားသူ့ကိုခန်းနံပါတ်1ထဲကိုပို့ရမယ်I'm coming for you ဟိုမိမဓာကြီးတွေပြန်ရောက်လာပြီခကြော်ရတက်ပြီတေးပါပြီကွာဒီမိမတေးပြီတော့နင်းတေးပြီနင်းဟေးတေးပါပြီသူတေးပါပြီဟိုတော်တယ်ငါတေးရောကွာကဲလူနာတေးတွေလာရဲဆိုတော့ဒီကောင်ကအရင်ဆုံးအခန်းနံပါတ်1ထဲကိုပို့ရမယ်ဆရာဝန်ကလည်းအဲ့တခန်းမှာပဲရှိရဆိုတော့ညီလေးကအခန်းနံပါတ်1ထဲကိုသွားမယ်အမှဆရာမရှိရနော်ဆရာမညီလေးရဲ့ရောဂါပြောင်းကူပေးလိုက်မယ်ကဲကိုဒီအခန်းကိုဒီချာလေးပြင်ဆင်မိုးမှန်ပဲနောက်တဲ့အခန်းနံပါတ်2ပေါ့ကွာဆီယမ2ယောက်9တားဆိုရင်ပို့ပြီးတော့အဆင်ပြေတာပေါ့ကဲပတ်စံ4000ငါမှမရှိသေးဘူးဆိုတော့ထပ်ပြီးတော့ရှာရအောင်ပဲဒီမှာနောက်တဲ့လူနာအစ်ထပ်ပြီးရောက်လာပြီဒီကောင်လေးကဖျားနေတာကွာဒုက္ခပါပဲကွာဆရာဝန်တယောက်တည်းနဲ့ဘလို့ကနိုင်မှာမဟုတ်ဘူးကဲဒီကောင်ကိုခန်းနံပါတ်1ထဲကိုပို့ရမလားဒီမှာကုပြီးသွားပြီကွာကဲမင်းထွက်ပြန်တော့မင်းယောဂပြောင်းသွားပြန်တော့ဒီမှာနောက်တစ်ရက်ရှိနေလို့ကဲငါညီကဖျားနေတာဆိုတော့အခန်းနံပါတ်1ကိုသွားမယ်နော်ဖျားနေရဆိုတော့တယ်ဖြစ်သည်များယောဂလည်းအခန်းနံပါတ်1ကိုပဲပို့ရပါဒီရဲ့စားရနော်ရနောက်တဲ့လူနာလာပြန်ပြီဟာပြဿနာပဲကွာဒီကောင်လည်းဖျားနေတာပဲမဖြစ်တော့ဘူးကွာငါ room 2ကိုမြန်လုံးမရမယ်ကဲဒီမှာတကားလည်းဝယ်ပြီးသွားပြီဒေါက်တာကrehab လို့ဝယ်တယ်1 rehab ဘာယုံမသိဘူးကွာထိုင်းတော့ကပြောရင်တော့ငားလို့မရအောင်နဲ့တူပါတယ်နောက်ထပ်ထိုင်ကုန်တွေထပ်ပြီးတော့တိုးရမယ်လူနာကို room 2ကိုပို့လို့ရတယ်ဆရာဝန်မှမရှိရ room 2ကိုဘယ်လိုလုပ်မှာလဲခဏဝင်ကြည့်နိုင်မယ်ဒီကောင်ကဖျားနေတာဖျားတာကိုကျွန်တော်ကုပေးလို့ရတယ်ကဲဖျားနေတာဆိုတော့မင်းကိုဆေးထိုးရမယ်ဒီကောင်ကိုဆေးထိုးရမှာဘယ်လိုလုပ်ရမလဲဒါတာမိုမီတာကွာတာမိုမီတာနဲ့ဒီကောင်ကိုတိုင်းရပါကျွန်တော်ရဲ့ temperature ကတော့ normal ပဲဒီကောင်ဘယ်လိုတိုင်းရမှာလဲကျွန်တော်ဖင်ထဲသွားထိုးရလားမသိဘူးတာမိုမီတာကြီးကိုနောက်နေနော်ဒီကောင်ဘယ်လိုကုပေးရမှာလဲအေးပါကွာခလုတ်လေးတစ်ချက်နှိမ့်လိုက်ရောပဲโอเคမင်းပြောက်သွားပြီဆိုတော့ဝမ်းသာပါတယ်ကွာအကိုကတော့ဆရာဝန်မဟုတ်ပါဘူးဒါပေမဲ့အကိုကဆရာဝန်တွေကိုခန့်ထားတဲ့အလုပ်ရှင်ကွာကဲညီမလေးကိုတော့ row number 1ကိုပို့မယ်နောက်ပြီးတော့ဒီညီလေးကိုတော့မထိုင်နဲ့လေဒီညီလေးကိုတော့ row number 2ကိုပို့မယ်row number 2ဆိုတော့ကျွန်တော်ကိုယ်တိုင်ဝင်ပြီးတော့ကုပေးရမယ်သူကလည်းစောနာလိုပဲဖျားနေရပါတော့ကဲအခုကတော့ကျွန်တော် brain box တွေပါကာရအောင်မယ်နေရန်တော့လုပ်ပြီးပါပြီပြီးမှ brain box ကာတော့မယ်ဟိုကောင်ကိုကုပေးရအောင်မယ်ကဲညီလေးကဖျားနေရဆိုတော့ညီလေးကိုအပူချိန်တိုင်းမရမယ်โอเคညီလေးတက်တာဝိုင်းလားကိုကတော့ညီလေးကိုကုပေးလိုက်တဲ့ဒီစေးရုံရဲ့အကောင်းဆုံးဆရာဝန်ကြီးပေါ့ကွာအဲ့လိုပဲမှတ်ထားလိုက်ပါလာပြီကွာနောက်တော့ဖျားနေနေငါနေလောက်လောက်
ဒါဆိုတော့ဆေးရုံကပို့ပြီးတော့မိုက်သွားပြီကွာအပြင်နေနဲ့ထပ်ပြီးတော့ချဲ့မယ်โอเคနောက်ပြီးတော့ဒီမှာမှန်နေကားမယ်တော်တော်ကြီးကိုပြီးပြည့်စုံတဲ့နေရာကိုရောက်နေပြီနောက်ပြီးတော့ဒီမှာကိုရိုင်းနဲ့ ပြီးသွားပါပြီ